အားလုံးပဲမင်္ဂလာပါလေသမားတသမီဆိုတော့လေလေတဲ့ပစ္စည်းတွေပါလာပြီဆိုရင်လေတိတ်အောင်ဆိုဟောချတာအရန်ကြိုက်တာနော်ဒါပကိုးတခွားသီးလို့ခေါ်တယ်သိလားသူ့ကိုလေခူးမယ်ဆိုရင်မနက်ခူးလို့ရှင်တခါတည်းညနေဆိုသူကဝါတာကြိုခူးရတယ်ဒါတော့ဒီမှာစိမ့်နေတာတော့မှဒီမှာအံ့နေသူကလေဟိုမခံဘူးခဏပဲချက်ချင်းခူးရတာပေါ့နော်ဒီမှာရုံပလီတီလေဒီဖင်္ဂါလေးနော်ဒါ organic ဒီမှာဘူးဒီနော်နုဖတ်ဥအပ်ဘူးဒီလူတိုင်းပဲအမှလေးအင်အားသူတွေတော့မဟုတ်ပေါ့နော်အမျိုးတွေအဲ့မျိုးတွေကဘာလဲဆိုသူတို့ချက်ထားပြီးတော့လဲကိုစားရတယ်ကိုသွားရင်လဲသူတို့ကချက်ကျွေးတယ်သူတို့လာရင်လဲသူတို့ဟာကိုစားရတယ်နော်အမကြီးဟင်းလာချင်ဘက်အမလေးအောင်ချမ်းအေးထက်ဆိုတော့ကောင်းမကောင်းနော်အောင်ချမ်းအေးကမမှီဘူးအောင်ချမ်းကိုမမှီဘူးနော်အရင်ရတာချင်းမှွေးနာပဲနော်အဲ့အနက်လေးနဲ့ကိုစားချင်းတရေတမြတ်ကြမယ်ဒီမှာသူနဲ့တွဲစားတဲ့ငပိချက်ငပိချက်ချမောင်ကနော်မျိုးတောင်းထားတာတတိယရယ်နော်ပေးမယ်ဆောင်းကအစီငရမ်းကြောက်ဖုတ်နော်ကျမွားကျော်ဒီဥစ္စာကပဲကက်ကောင်းချင်းကျော်ပြီးရင်ဒီမှာကောင်းချင်းငချိတ်နော်ဒါကတော့ကိုချက်ထားတဲ့ကိုကြီးတော်ကြီးချက်ထားတာပေါ့နော်ကြီးတော်ကြီးချက်ကျွေးတာကိုကြီးတော်ကြီးချက်ကျွေးတဲ့ငါးကျော်ဒီမှာဒါကြောင့်ငချောင်းနဲ့ခင်းဒီချက်နော်မွေးနာပဲနော်ဒီမှာငါးကျော်ဒီမှာပဲဒီကျော်နော်အိမ်ကဒီနေ့မုံငါချက်တယ်ဒါမုံငါလေးနော်ပြီးလို့ချင်းဒီမှာဗမာချက်စစ်ရိုက်မယ်ဒီမှာသူကမရအောင်နော်အိုးကြီးပါလာပြီအိုးကြီးနော်မွေးငါအိုးကြီးမှတွေ့လာမွေးငါပေါ့လေးအဲ့ဒါလဲတော့ပဲရေချိုးငါနဲ့ဒီမှာကတော့ချက်ဥနော်တော့ချက်ဥစစ်ဒီဥစ္စာလဲလဲဆက်ကြွတ်နော်လဲကြွတ်နော်လဲကြွတ်လေတော့ချက်အစ်စ်နော်နောင်နေစာပေါ့နောင်နေစာတော့ချက်အစ်စ်ဒါကငါးပေါ့ရေချိုငါးပေါ့နော်ရေချိုငါးကောင်းမကောင်းအစုံပဲနော်ငကြီးတွေငရဲနေရောအကုန်ပါရှင်ဘက်နဲ့ငပိတဲ့နဲ့အဆင်ပြေတယ်တဲ့ဒါကဘူးညွန့်နေနော်ဘူးကသီးရဲ့ကြိုက်တော့လေဒါသူလားဒီမှာအဲ့ဒါဘူးညွန့်လေးတွေအဲ့လိုလေးတွေထားယူလာခဲ့တာပေါ့နော်ဘူးညွန့်ဟာနော်အခုအထုပ်ဖြီးနေတယ်ကိုကြိုက်ဆုံးဘူးညွန့်မှာဘူးညွန့်တုတ်စားလိုက်ကြော်စားလိုက်နော်မျိုးစုံလုံးမယ်ပြီးလို့ချင်းဒါကမုံလာဘူးလေးတွေမော့တို့စရာပေါ့ပြီးလို့ချင်းဒီမှာပဲသီးနော်ပဲသီးပဲတောက်ရှည်နော်ပဲတောက်ရှည်ကြော်စားမယ်နော်ကြော်စားလိုက်ရတယ်တုတ်စားလိုက်ရတယ်ပြောချင်တာကိုသွားလဲသူတို့ရှိကစားတယ်သူတို့လာတယ်သူတို့ရှိကကိုစားတယ်ကိုကစားပဲစားနာစား